အားလုံးမင်္ဂလာပါနော်ကျွန်တော် line ကတင်မရလို့ကျွန်တော်ဗီဒီယိုဖိုင်လေးရိုက်လိုက်တော့တယ်နော်ဒါလည်းထိုးရမယ်ကဏ္ဍနဲ့နော်ထိုးရမယ်ကဏ္ဍကျွန်တော်တခြားဖိုင်တွေတော့မရိုက်တော့ဘူးဒီကဏ္ဍကနော်ဒီနေ့ကြော်စီလေးနဲ့ကျွန်တော်တို့အချိတ်ဆက်လေးတစ်ခုကျွန်တော်တို့အရင်ကြည့်အောင်အချိတ်ဆက်လေးရပါလဲဆို816ဖရိတ်တည်တယ်364ခွန်လေးဇောင်းထိုးတယ်အဲဇောင်းထိုးတဲ့364ခွန်ဆိုတာဒီထဲမှာကျွန်တော်တို့ဖရိတ်လေးလားတယ်ဒီနေ့ကျော်အကျင်ကိုင်းလားတယ်မှာဒီဖီကျော်တယ်မှာအဲ့ဒီကသူက816နဲ့364ခွန်လေးသူကလည်းဟို389ကြီးပါသေးတယ်ပေါ့နော်389ဖရိတ်နေရလဲသူတဲတာပဲဒါပေမဲ့ကျွန်တော်ဒီဖီကျော်ထဲမှာမဆွဲတော့ဘူးမလိုအဲ့လိုပေါ့နော်အဲ့ကြတော့816ရဲ့364ခွန်လေးကနေပြေးတယ်လို့ခွန်ရှိတယ်ဒီခွန်ရှိကိုဘက်ကိုလှမ်းထည့်မှာဒီနေ့ကျော်လှမ်းထည့်မှာနော်သူကနေဆက်ပြေးလိုက်တော့ဘာရှိတယ်ဆို933ရှိအဲ့933ရဲ့အချိန်ကမှ3ခွန်လေးရှိရလားကျွန်တော်တို့က933နဲ့3ခွန်လေးမှတ်ခဲ့လိုက်နော်အဲ့ဒါဆိုရင်ဒီဘက်ကလည်း816ဖရိ366ခွန်လေးတောင်းထိုးတယ်8ခွန်တဲတာပဲသူကနေပြေးလိုက်393ရှိတာပဲအဲ့393နဲ့တောင်းမှာခွန်လေး3လေးရှိခဲ့တာအဲ့ဒါဆိုကျွန်တော်တို့သိထားမှာက399နဲ့3ခွန်လေး399နဲ့3ခွန်လေးကဖရိတစ်ခုထဲမှာအချိန်ကိုက်တည်တဲ့ခဏလေးဖြစ်ခဲ့တာနော်ဖြစ်ခဲ့တော့ဟုတ်ပြီအဲ့ဒီလိုစီဂျိုတွေကဒီ8ခွန်နော်8ခွန်ဆိုတဲ့ခဏကိုကျွန်တော်တို့ကဒီထဲမှာရွှေ့ကစားတော့သူ့ဘယ်နေရာမှာကစားတာလဲဆိုတော့2 4 5ဖရိတည်တာပေါ့5 4နှစ်လို့ကြောင်းထိုးတာဟုတ်ပြီနော်အဲ့မှာခွန်လေးဖရိတည်တာတခါလေးပြောရမယ်သူကြီးကကဏ္ဍ396ခွန်ကအဲ့ဒီနေ့ရနှစ်ဦးကနပြန်ကြတာဟုတ်ပြီနော်အဲ့တော့ဒီမှာလဲ2 4 5ဖရိတည်တော့5 4နှစ်ကြောင်းထိုးတာ4ခွန်4ဖရိတည်တာပဲသူကြီးကကဏ္ဍ396ခွန်ကအဲ့ဒီနေ့ရနှစ်ဦးကနကပြန်ကြခဲ့တာနော်ဟုတ်ပြီအဲ့ဒီလိုတစ်နှစ်ကျော်ဒဲတည်ခဲ့တဲ့939ခွန်နဲ့36ခွန်ရဲ့ဒီအောက်အကျင့်ကိုင်းမှာအဲ့ဒီ639ခွန်လေးဖရိနေလာထည့်တာနော်လာထည့်တော့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့က5 4နှစ်ဆောင်ထိုးတယ်ခွန်လေးဖရိရှိတယ်နော်အဲ့ရနေဆက်သွားရအောင်135ဆောင်ထိုးပဲ346ဆောင်းတယ်နော်364ဖရိနေသူစီတော့ကစားဖို့တွေအများကြီးပြီးရင်998ဖရိရှိတယ်ပြီး4 5နှစ်ကိုအကျင့်ကိုင်းကြီးလှမ်းထည့်ထားတာနော်ဒီကနေ့ဒီနေ့ကျော်စီမတော့အချိန်ကြီးလက်ထည့်ရတာပြီးရင်ခွန်တစ်ခွန်ထောင်တယ်ထောင်ပြီးတော့ဒီဘက်မှာ950ဆောင်းထိုးတာသူကလည်းဖရိလားတယ်သေးတာပဲနော်ဒီဘက်မှာခွန်6ခွန်ဖရိရှိတယ်ဟုတ်ပြီအဲ့ဒါနေပြေးလိုက်630ဖရိဒဲတယ်နော်630ဖရိဒဲတယ်အပေါ်က86နှစ်ကတခါကစားဖို့တွေပြန်ထုတ်သေးတာထားလိုက်တော့အဲ့ဒီ630ဒီဘက်တော့မှာအဲ့ခွန်8ခွန်လေးကိုဒုတိယကြိမ်လာထည့်တာနော်ဟုတ်ပြီအဲ့ဒါကျွန်တော်တို့ဒုတိယထက်ကလည်းမထူဘူး2 4 5ဖရိကို5 4နှစ်ဆောင်းနဲ့4ခွန်လေးရဲ့ပြီးတော့36ခွန်က2ဦးကပြန်ကြတယ်135ဆောင်းထိုးတယ်146ဆောင်းနဲ့998ဖရိတဲတယ်အဲ့မှာ4နှစ်5ယူအချိန်ကြီးလှမ်းပြစ်တယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်တွန်းအချိန်ကြီးပြစ်လိုက်ခွန်တစ်ခွန်ထောင်ပြီးတော့950ဆောင်းတာပဲဆောင်းနဲ့950ကလည်းဖရိနေတည်ပြီးကစားသေးတယ်အဲ့မှာသူ့ရဲ့ဒီဘက်မှာ6ခွန်ဖရိတည်တယ်ဒီဘက်မှာ630ကိုဒဲတည်ပြီးသူ့ရဲ့ဒီဘက်တောင်ကိုခွန်8ခွန်ကြီးကလှမ်းပြစ်ခဲ့တာနော်ဟုတ်တယ်အဲ့ဒီခွန်8ခွန်ရဲ့ခွန်8ခွန်တွေတနစ်ကျော်လှမ်းပြထားတဲ့စီကျော်ထဲမှာကျွန်တော်တို့တည်ထားမှာ393နဲ့ခွန်43က393နဲ့ခွန်43ကသူအချိန်ကြီးကစားခဲ့တာနော်ဟုတ်ပြီအဲ့ဒါဆိုရင်ဘာပြောချင်တာလဲဆိုအဲ့ဒီ3ခွန်လေးတွေကိုကျွန်တော်တို့အရင်စဉ်းစားရအောင်အဲ့ဒီ3ခွန်လေးတွေရှေ့မှာတခါသူ98နှစ်နဲ့တွဲခဲ့တာ344ဆောင်းထိုးတယ်98နှစ်ဖရိရှိတယ်ဒီဘက်ပြေးလိုက်4ခွန်3ရှိတယ်ပြီးရင်3ခွန်2ဖရိရှိတယ်နော်ဒီ3ခွန်2ကရှေ့တစ်နှစ်ကျော်လာခဲ့တာထားလိုက်ကြလို့အဲ့ဒီ3ခွန်2ကိုပြေးလိုက်654ထောင်လာဟုတ်ပြီ654ထောင်လာရဲ့ဒီဘက်465လို့လှည့်ပြီးတော့ပေါက်တဲ့59ခွန်ကကျွန်တော်တို့မနှစ်ကလွတ်ခဲ့တဲ့53တည်းကြီးလေ59ခွန်သူ့ရှေ့နှစ်ကခဏန်းနော်ရှေ့ခုနှစ်နှစ်ကျော်ကခဏန်းနော်အဲ့ကျတော့ဒီ639ခွန်ကလေဖရိကနေပြေးအချိန်ကိုက်တွေပေါ့ဗျာဒီ639ခွန်ကနေအပေါ်တက်ရင်ခွန်30တွေတစ်နှစ်ကျော်ဒဲတယ်တော့365တွေဒဲတယ်အတူတူပဲအောက်မှာ956တွေကတခါကျွန်တော်တို့ဒီဘက်က956တွေကတခါဒဲတယ်အဲ့ဒဲတယ်တိုင်းဒီဘက်မှာခွန်95နဲ့350ရကျွန်တော်တို့ခွန်95နဲ့350ဖရိနေရတစ်နှစ်ကျော်ဒဲတယ်ခဲ့တာဟုတ်အဲ့တည်ခဲ့တဲ့ခွန်95ခွန်နှစ်ကျော်ပြီးတော့လာနာမှာဟုတ်ပြီလားလာနာတော့တန်နေကိုဘင်းနေရနားတာလေဆိုတော့သူကလည်းကျွန်တော်တို့တခါ335ဇလန်လေး940တွေနဲ့အများကြီးထားလိုက်တော့ကျွန်တော်တို့လူရင်းမဲသွားလိုက်တော့မယ်နော်လူရင်းမဲသွားလိုက်တော့မယ်314လဲတယ်ဒီမှာလဲ
3တက်လေးလှဲတယ်ပေါ့ဗျာ3တက်လေးလှဲတယ်ပြေးတက်လိုက်ခွန်3ည6ထောင်တယ်3ခွန်ခွန်ဖရိန်တဲတယ်တဲ့အဲ့ထောင်ခဲ့တဲ့ခွန်3ည6ကခုနကကျွန်တော်တို့ကစားခွက်ထဲမှာတဲတွေတဲခဲ့တာပဲနော်ဟုတ်ပြီအဲ့ဒီမှာ3ခွန်ခွန်ဖရိန်တဲတယ်ဒုတိယတကကလည်းမထူးနော်ဒုတိယတကကလည်းဒါလိုပဲကျွန်တော်တို့ကို9ခွန်လေးခွန်3ည6တွေဒီဘက်ကလည်းကို9ခွန်လေးခွန်3ည6တွေ3ခွန်ခွန်တွေတဲတယ်နော်အောက်ကိုပြေးစင်လိုက်ခွန်3နှစ်တွေလဲတယ်ခွန်3နှစ်တွေကအခုနေရာကျွန်တော်တို့ဒီမှာ3ခွန်လေးဖရိန်တွေလာထည့်တာပဲဒီကစားခွက်ထဲမှာကျွန်တော်ဖိုင်ရှီပန်ဆိုလို့နော်ဟိုအဲ့ဒီခွန်3နှစ်ကနေပြေးတက်လိုက်ဆို265 115ဆောင်းပြီး9ခွန်9လေးကနားခဲ့တာသူကလည်း115နဲ့265ဆောင်းပြီး930လေးကနားခဲ့တာနားခဲ့တော့ပြောရမယ်ဆိုရင်သူကခွန်3နှစ်လို့လဲခဲ့တာခွန်3နှစ်လို့လဲခဲ့တာခွန်3နှစ်လဲတာနဲ့အချိန်ကိုင်းမှာလာနာတဲ့9ခွန်930တွေကဒီဘက်ကကျွန်တော်တို့43ခွန်နဲ့3ခွန်နဲ့ဖရိန်နဲ့အချိန်ကိုင်းမှာ465လို့လှည့်ပြီးထုတ်သွားတာနော်ဒီမှာလဲ3ခွန်4နဲ့3ခွန်4နဲ့ဒီဘက်မှာ465လို့လှည့်ပြီးထုတ်သွားခဲ့တာနှစ်3ခွန်လှည့်တဲ့တောင်းကကဏ္ဍလေးနော်ဟုတ်ပြီအဲ့ဒါဆိုထုတ်သွားခဲ့တော့အဲ့ဒီ3ခွန်လေးတွေအဲ့ဒီ3ခွန်လေးတွေကဒီဘက်မှာနှစ်3ခွန်နဲ့လာတွဲခဲ့လာတွဲပြီဟုတ်ပြီကျွန်တော်တို့ပြောခဲ့တာကအဲ့ဒီ3ခွန်လေးတွေကဒီ3ခွန်လေးတွေကတခါ393နဲ့လည်းပြန်ပြီးတွဲခဲ့တာ393နဲ့လည်းပြန်ပြီးတော့တွဲခဲ့တာ3ခွန်လေးတွေကျွန်တော်တို့သူ့နဲ့တခါချိတ်ပြီးတော့ဒီဘက်ကိုထုတ်ပြီးကစားသွားတာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဟုတ်ပြီ465လဲတယ်65လေးထောင်းတယ်9ခွန်ဖရိန်ကဒုတိယကြိမ်လိုက်ပေါက်ပြီလိုက်ပေါက်ပြီသူ့တောင်ကိုကြည့်တယ်4တစ်ကိုတွေးမှာ4တစ်ကိုကွက်ရွှေ့ယူရင်ကျွန်တော်တို့က96ခွန်ယူလို့ရတယ်လို့431ကိုယူလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီစီဂျိုထဲမှာကျွန်တော်ဒက်ကထည့်ပင်းပေါ့တဲပြဘာလို့လဲဆိုတော့954လို့စောင်းပြီး411လို့တဲနေတာအဲ့ဒါဆိုဟုတ်ပြီ465လို့လှဲပြီးပေါက်တဲ့930သူ့ရှင်းနှစ်ကကဏ္ဍ9နှစ်ကျော်ကဏ္ဍ25ထောင်နေပြီပေါက်သွားပြီအဲ့ဒါသူ့တောင်ကိုကျွန်တော်တို့ကဒီ954လို့ဆောင်းထိုးပြီးတော့အဲ့411ကို411လို့ထည့်ပြီးကစားမှာဘာဖြစ်လို့လဲဆိုတော့ကဲကျွန်တော်တို့ကြည့်လိုက်ရအောင်သူကအဲ့ဒီကဘယ်နေရာကဏ္ဍလဲခုနကကျွန်တော်တို့ပြောခဲ့တဲ့393နေနော်393နေခွန်43နေလို့ကစားခဲ့တာ393နေခွန်3ခွန်လေးတွေကစားခဲ့တယ်လို့ပြောခဲ့တာအဲ့ဒါဆိုဟုတ်ပြီဗျအဲ့ဒီ393ကိုတစ်နှစ်ကျော်ရင်ပို့လိုက်ကြလို့နော်ဘယ်နေရာပို့တာဆိုတာမပြောတော့ဘူးအဲ့ပို့တဲ့393ကနေပြည့်တက်လိုက်436နဲ့နေ့လေးတစ်တွေတည်သေးတယ်သူကလည်းတစ်စင်ချင်းလေးလာတာထားလိုက်တော့ဒါကိုတွန်းလုံးပြ618အောင်နဲ့စီတော်ကြီးရောက်သွားတာပဲနော်အဲ့ဒါဆိုအဲ့393ရဲ့ထောင်းက846ကအောက်ကိုပြန်ကြတော့ခွန်3လေးလို့ထောင်းကြပြီနော်အဲ့ထောင်းကြတဲ့ခွန်3လေးကကျွန်တော်တို့အခုကစားခဲ့တဲ့3ခွန်လေးဖြစ်နေတယ်နော်အဲ့ဒါဆိုဒီမှာဒီ393ကလည်းအပြာရောင်393ကတစ်နှစ်ကျော်တစ်ခါပြည့်ကြဆိုပြည့်တက်လိုက်460 4နှစ်လေးရှိတာပဲသူကလည်းတစ်နှစ်ကျော်ဟိုတစ်ဆင့်စီကစားတာပဲတစ်နှစ်ကျော်ထားလိုက်တော့သူ့ဘေးက304ကိုပြန်ကြတယ်ခွန်3လေးထောင်ပြီးပြန်ကြတယ်နော်ပြန်ကြခဲ့ပြီအဲ့ခွန်3လေးကလည်းကျွန်တော်တို့ဒီဘက်မှာအခုကစားသွားတယ်ပေါ့393ခွန်43393ခွန်43တွေပေါ့နော်အဲ့ဒါတော့ခွန်3လေးတွေနဲ့ထောင်ပြီးပြန်ကြသွားပြီအဲ့ဒီလိုပြန်ကြတဲ့ပြီးတော့ရဲ့ဒီဘက်ကိုပြေးလိုက်အောင်ကျွန်တော်လူရင်းလေး834ဖရိန်ကြီးကတည်ခဲ့တာတပင်အမြင့်လေးနော်ဒီမှာလေပြန်ကြတော့ဒီကစားကွက်ကြီးကကိုတွန်းပြ618အောင်တဲ့ကစားကွက်ကြီးမပြောတော့ဘူးခိုင်းရှေးမှဆိုလို့ခွန်3လေးတွေနောက်ပိတ်တွေ3လုံးထောင်ပြီးတော့ဒီကဏ္ဍလေးပြန်ကြသွားပြီပြန်ကြပြီးသူဘေးကကဏ္ဍမှာခွန်8ခွန်တွေ143နေနဲ့သူက618တွေကိုထုတ်ပြီးတော့ကစားသွားတာနော်ထားလိုက်တော့အဲ့ဒီလိုပြန်ကြတဲ့ဒါတပင်အမြင့်စီးကြောထဲမှာကျွန်တော်တို့ဒီနားလေးလိုရင်းကပ်ပြီးတော့ကစားအောင်483ကလည်းတပင်အမြင့်တည်ခဲ့တာဟုတ်ပြီအဲ့ဒါဆိုအဲ့483နဲ့ပြည့်စင်လိုက်954ကလည်းတပင်မြင့်ပြီးတော့တည်ထားတာအဲ့ဒါဆိုအဲ့954ကလည်းဒီဘက်ပြေးလိုက်411ကလည်းတပင်မြင့်တည်ထားတာတစ်နှစ်ကျော်လေးနော်ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့411ကပြေးလက်လိုက်တော့မှသူ့တောင်းမှာအဲ့ခွန်3လေးထောင်ပြီးပြန်ကြတာအဲ့ဒါဆို411ကပြေးလက်လိုက်အဲ့ခွန်3လေးထောင်ပြီးပြန်ကြတာဟုတ်ပြီအဲ့ထောင်ခဲ့တဲ့ခွန်3လေးတွေကအခုကျွန်တော်တို့ခွန်43နဲ့3ခွန်2ဖြစ်လိုက်ကြလို့အဲ့မှာခွန်43နဲ့3ခွန်2ဖြစ်လိုက်ကြလို့နော်ဖြစ်ပြီးတော့အဲ့မှာသူ့ထောင်မှာလာမယ်ကနန်း954ရောင်းထိုးတဲ့411ကကျွန်တော်တို့ကဒီ954ဖရင်ရဲ့အောက်က411ကို
954လို့ဇောင်းထိုးပြီးပေါက်တဲ့အချိန်မှာနော်သူနဲ့အချိန်ကိုက်ထောင်ပြီးတော့ခွန်3လေးထောင်ပြီးပြန်ကြခဲ့တဲ့ခွန်3လေးကဒီဘက်မှာလုံးခွန်လေးလို့ပြန်ထောက်ပေးတာမှာသူနဲ့တန်းနဲ့နော်အဲ့ဒါအဓိကကျွန်တော်အချိတ်ဆက်ပဲနော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒုတိယတစ်ခါ954ကနေပြည့်စင်လိုက်သူကလည်း411တည်ခဲ့တာပဲသူ့ရဲ့တောင်းမှာတစ်ခါခွန်3လေးထောင်ပြီးပြန်ကြကိုကစားထားလို့နော်အဲ့ဒါဆိုရင်အဲ့ဒီခွန်3လေးဖရိတ်ရဲ့ဒီဘက်မှာ954တောင်းက411ကိုကျွန်တော်တို့က954လို့ဇောင်းထုတ်ပြီးတော့ကျွန်တော်တို့ကတဲ့ပြည့်ပေါ့ဗျာ411ဖီကျော်လေးကိုကျွန်တော်ဒါကစားမယ်လို့ဆုံးဖြတ်လိုက်တာနော်ကဲဖိုင်က10မိနစ်ဆိုကျွန်တော်တင်ရခဲ့မှာဆိုလို့ဒီလောက်ပါပဲအားလုံးကျွန်တော်တို့မဖြစ်မနေထိုးရမယ်ခဏပါပဲနော်အားလုံးကံကောင်းကြပါစေဟိုတဲ့ပြည့်ဒါကျွန်တော်411ယူလိုက်တာအကွက်ရွှေ့ဆို43ည1နဲ့969ဒီဖီကျော်လေးကပဲယူပြီးတော့ကစားလို့ရတယ်နော်ကဲအားလုံးကံကောင်းကြပါစေနော်